ဒီအထူးတပ်ဖွဲ့ဝင်စစ်သားရဲ့ပစ်ခတ်မှုကထူးဆန်းနေပါတယ်သူပြစ်လိုက်တိုင်းပြန်ပေးဆွဲသူကလွဲလို့တခြားသူတွေကိုပဲတွားမှန်နေပါတယ်အရာရှိကသူ့ရဲ့ချိန်တွင်မှုလွဲနေတယ်လို့ထင်ခဲ့ပေမဲ့စစ်သားကဓာတုတနက်မဟုတ်ဘူးလို့ပြောပါတယ်အရာရှိကကောင်းမွန်တဲ့စစ်သားတစ်ယောက်ဟာသူ့လက်နက်ကိုဘယ်တော့မှအပြစ်မတင်ဘူးလို့ပြန်ပြောခဲ့ပြီးဘယ်လိုပြစ်ရမလဲဆိုတာကိုကိုယ်တိုင်ပြသဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့အရာရှိပြစ်လိုက်တဲ့အခါမှာလည်းလွဲသွားပါတယ်ဘာမှနေလဲဆိုတာကိုလည်းသူစဉ်းစားလို့မရခဲ့ပါဘူးတေချာပြန်ကြည့်လိုက်တဲ့အခါမှာကြည်စံတွေကဘယ်ဘက်ကိုရိုင်းထွက်သွားတာကိုသတိထားမိလိုက်ပါတယ်ဒါဘသူတနက်လဲဆိုတာကိုသူချက်ချင်းမြင်မြန်ခဲ့ပါတယ်နောက်စစ်သားတစ်ယောက်ထွက်လာပြီးသူ့တနက်ဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်အရာရှိကနားမလည်နိုင်ဖြစ်ကစနိုက်ပါတနက်ကိုဘာလို့ပြုပြင်ထားတာလဲလို့မေးခဲ့ပါတယ်စစ်သားကသူ့တနက်ရန်သူလက်ထဲရောက်သွားပြီးသူတို့ကိုပြန်အသုံးပြုလာမှာကိုမလိုလားလို့ပါလို့ပြင်းငင်းစွာပြန်ဖြေခဲ့ပါတယ်အရာရှိကမင်းပြစ်လိုက်တိုင်းမှန်မယ်လို့အာမခံနိုင်သလားအမတစ်ခုကတိုက်ပွဲရဲ့ရလဒ်ကိုပြောင်းလဲသွားစေနိုင်တယ်လို့တင်းကျပ်စွာပြောခဲ့ပါတယ်စစ်သားကဒီတနက်နဲ့လည်းပြစ်မှတ်ကိုအရင်လိုပဲထိမှန်အောင်ပြစ်နိုင်သေးကြောင်းအေးဆေးစွာပြန်ဖြေခဲ့ပါတယ်ဒါပေမဲ့အရာရှိကမယုံကြည်တာကြောင့်မီတာ300အကွာကရွေးရနေတဲ့ပြစ်မှတ်ကိုပစ်ခိုင်းခဲ့ပါတယ်စစ်သားကတနက်ကိုပြင်းငင်းစွာမတင်လိုက်ပြီးတစ်စက္ကန့်ကြာမှပဲပြန်ပေးဆွဲသူကိုတက်တက်မတ်မတ်ပစ်ခတ်နိုင်ခဲ့ပါတယ်နီးပြဖြစ်သူကအခက်ခဲကိုချက်ချင်းမြင့်တင်လိုက်ပါတယ်နောက်ပြစ်မှတ်ကမီတာ400အကွာမှာဖြစ်ပြီးစစ်သားကအတိအကျပြစ်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်အစစ်အမှန်စမ်းသပ်မှုရောက်လာပါတယ်မီတာ800အကွာကရဟတ်ရင်မှုကိုပြရမှာပါစစ်သားကချက်ချင်းဝှက်ချလိုက်ပြီးနေရာယူကမြေကြီးပေါ်ကတဲတဆုပ်ကိုကောက်ယူလိုက်ပါတယ်သူကလေးတိုင်နှုံးကိုတွက်ချက်ကမှန်ပြောင်းကိုချိန်ညှိလိုက်ပြီးတစ်စက္ကန့်အကြာမှာပဲပြည့်ပြည့်စုံတဲ့ပစ်ခတ်မှုကိုလှုပ်ဆောင်နိုင်ခဲ့ပါတယ်အခုနောက်ဆုံးစိန်ခေါ်မှုအနေနဲ့မီတာ1800အကွာကတင်ကားမောင်းသူကိုပြရမှာပါတင်ကားကတနာရီကိုမိုင်60နှုန်းနဲ့အရှိန်တင်နေတာကြောင့်ပစ်ခတ်ရတာပိုခက်ခဲစေပါတယ်စစ်သားကမျက်ပင်တပင်ကိုပါးစပ်မှာကိုက်ထားပြီးတင်ကားပေါ်ကစား6ရုပ်ကိုမျက်စိတောက်တောက်ကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်အသက်အောင်ကပြစ်လိုက်တဲ့အခါကြည်စံဟာမီတာ1800အကွာကပြစ်မှတ်ကိုအတိအကျထိမှန်သွားခဲ့ပါတယ်ဒါဆိုရင်တင်မြင့်ဘူးတမျှထဲမှာအဝေးဆုံးပစ်ခတ်မှုကဘယ်လောက်လဲဒီဇလန်လေးကိုသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ TikTok ကို follow လုပ်ဖို့မမေ့ပါနဲ့